အတွင်းယံနှစ်ပါးလို့ခေါ်တယ်။ဘာယံနေလဲအပြင်ယံကရှောင်သွားလို့ရတယ်ဒီလမ်းမှာကိုနဲ့မတည့်တဲ့သူရှိရင်ဟိုဘက်30လမ်း30လောက်ကပတ်သွားလို့ရတာဟုတ်လားအပြင်ယံကရှောင်သွားလို့ရတဲ့ပရိသတ်ရဲ့အတွင်းယံကရှောင်လို့ရလားမရဘူးကိုရှိတဲ့နေရာ तू တခါတည်းပါတာနော်အဲ့ဒါမြတ်စွာဘုရားကအိတ်တာနဲ့မစ္စရိယကိုအတွင်းယံလို့ခေါ်တယ်တတ္တဝါတွေတဲခြင်းပေမဲ့မတဲကြဘူးဆိုတာနံပါတ်1မနာလိုခြင်းအိတ်တာတရားဘာတရားလဲအိတ်တာကမနာလိုတာမစ္စရိယကဝင်တိုးတာတယောက်နဲ့တယောက်မနာလိုလို့ဖြစ်ကြတာမတည့်တာဟုတ်ရဲ့လားမနာလိုလားနာလိုလားဟမ်မနာလိုတဲ့သူများလားနာလိုတဲ့သူများလားကိုယ်တည်းရင်နာလိုလားမနာလိုဘူးလားနည်းနည်းလေးမှအသာမခံဘူးနော်နည်းနည်းလေးမှအသာမခံဘူးနည်းနည်းလေးသာလိုက်တာနဲ့စိတ်ကလေဟိုလက်ခုပ်မတီးပေးနိုင်ဘူးတာဓုမခေါ်ပေးနိုင်ဘူးရွယ်ဆောင်ပြီးတော့ပြောကြီးပွားမှာပေါ့တိုးတက်မှာပေါ့အေးဒီကောင်မကဘာဖြစ်တာညာဖြစ်တာဆိုနောက်ွယ်မှာအတင်းနေလျှောက်ပြောဟုတ်လားနော်အဲ့ဒီအိတ်သားတရားကြောင့်ပရိသတ်ရဲ့တတ္တဝါတွေမတည့်တာခြေတွေဝင်တာပဲနော် jealous ဖြစ်တာလေဖြစ်လားမဖြစ်ဘူးလားအတော်ဖြစ်တဲ့တော့ကြောင်းသားချင်းချင်းလည်းမနာလိုစိတ်ရှိတယ်မရှိဘူးလားဈေးသည်ချင်းချင်းရောမဖြစ်ဘူးလားဆရာဆရာမချင်းချင်းရောဖြစ်တယ်နော်မနာလိုစိတ်အခု promotion ကာလဆိုဟိုကယာတုတွေတို့ဒီဘက်ကယာတုမတိုးတဲ့သူကဓာတုမခေါ်နိုင်ဘူးဝမသာပေးနိုင်ဘူးမနာလိုစိတ်ကအရင်ဝင်တာပဲဟုတ်လားဟိုသူတို့က transformer power transfer ကြွားကိုက transfer မကြဒီမှာပဲဆက်နေသူကယာတုတူကိုကယာတုမတိုးယာတုတိုးတဲ့သူကိုမနာလိုဖြစ်တချို့ကြယာတုတော့တိုးတယ်ဟိုးရွာတွေရောက်သွားဆိုသူတို့ကလည်းမကျေနပ်ပြန်ဖြစ်ယာတုတိုးမဲ့အစားဒီမှာပဲနေတာကပိုကောင်းသေးတယ်ဆိုပြီးတော့လူတွေမှာအမျိုးမျိုးလေအဲ့ဒါမနာလိုစိတ်တွေဝင်ကြတာနော်ရောအဲ့ဒီမနာလိုတဲ့စိတ်တွေကြောင့်မတည့်တာတဲ့မနာလိုတဲ့စိတ်ကဘာဖြစ်လို့ဝင်တာလဲမနာလိုတဲ့စိတ်ရဲ့ဆန့်ကျင်ဘက်ကနာလိုတဲ့စိတ်ဘာလိုတဲ့စိတ်လဲအိတ်သာရဲ့ဆန့်ကျင်ဘက်ကမုဒိတာတရားဘာတရားလဲဝါမသာပေးနိုင်လို့ဝါမသာပေးနိုင်လို့ယာတုလေးတို့တယ်ဝါမသာပေးနိုင်ဘူးနော်ဂုံလေးတက်တဲ့ဝါမသာပေးနိုင်ဘူးဖေးပါ